္ဂလာပါတသားမမီတို့ရေဒီနေ့တီမေပြောပြပေးမယ်ပုံမြင်လေးနာမည်ကတော့စာလောင်နေသောဘလူးကြီးတခါတော့ကဘလူးကြီးတစ်ကောင်ဟာလူတွေနေတဲ့ရွာမှာလာပြီးနေတယ်လူတွေကတော့ဘလူးကြီးအခုလိုနေတာကိုမကြိုက်ကြဘူးဒါပေမဲ့ဘလူးကြီးမှာတင်းပုတ်ကြီးရှိနေတာမို့သူ့ကိုကြောက်ရွံ့နေကြတာပေါ့ဘလူးကြီးဟာအလွန်စာလောင်တတ်တယ်တဲ့နေ့တိုင်းသူစားဖို့စားစရာအတွက်ရွာသားတွေကိုဟိတ်ဟောက်ပြီးရှာခိုင်းနေတာပဲရွာသားတွေဟာဘလူးကြီးစိတ်ဆိုးမှကိုကြောက်ကြတော့ဘလူးကြီးလိုချင်တာမှန်သမျှအပြေလွှာရှာပေးကြတဲ့ကွယ်ဘလူးကြီးဟာရွာထဲမှာနေလာတာတစ်နှစ်ကျော်ကြာလာတာပေါ့ကွယ်တနေ့မှာတော့ဘလူးကြီးဟာအိယာကနိုးလာပြီးစာလောင်တဲ့အတွက်ထုံးစံအတိုင်းဟိတ်ဟောက်ပြီးခိုင်းတော့တာပေါ့ငါထမင်းစားကြတယ်ထမင်းယူလာခဲ့မယူလာခဲ့ရင်ငါတင်ပုံနဲ့နင်တို့ကိုထုပစ်လိုက်မယ်လို့ဟိတ်ဟောက်တဲ့လူတွေကအပြေးလွှားနဲ့စံတွေရှာဖွေပြီးဘလူးကြီးကိုထမင်းအဝကျွေးရတာပေါ့ကွယ်နောက်တစ်နေ့မှာတော့ဘလူးကြီးကငါကြက်သားဟင်းစားကြတယ်ကြက်သားဟင်းယူလာခဲ့မယူလာခဲ့ရင်ငါတင်ပုံနဲ့ထုပစ်လိုက်မယ်လို့ဟိတ်ဟောက်ပြန်တဲ့လူတွေကအပြေးလွှားနဲ့ကြက်သားတွေရှာဖွေပြီးဘလူးကြီးကိုကြက်သားဟင်းအဝကျွေးမွေးရတာပေါ့ကွယ်နောက်တစ်နေ့မှာတော့ငါလက်ဖက်ရည်တောက်ချင်တယ်လက်ဖက်ရည်ယူလာခဲ့မယူလာခဲ့ရင်ငါတင်ပုံနဲ့နင်တို့ကိုထုပစ်လိုက်မယ်လို့ထပ်ပြီးဟိတ်ဟောက်ပြန်တဲ့လူတွေဟာအပြေးအလွှားနဲ့လက်ဖက်ရည်တွေကိုဖျော်ပြီးဘလူးကြီးကိုလက်ဖက်ရည်အဝတိုက်ကြရပြန်တယ်နောက်တစ်နေ့မှာတော့ငါပြားရည်လိုချင်တယ်ပြားရည်ယူလာခဲ့မယူလာခဲ့ရင်ငါတင်ပုံနဲ့နင်တို့ကိုထုပစ်လိုက်မယ်လို့ဟိတ်ဟောက်ပြန်တဲ့လူတွေဟာပြားရည်ကိုနေရအနှံ့အပြေးလွှာရှာကြရတာပေါ့ကွယ်ဒါပေမဲ့ဘယ်မှရှာမတွေ့ကြဘူးတဲ့အဲ့ဒီအခါမှာဘလူးကြီးကငါပြားရည်လိုချင်တယ်ပြားရည်ယူလာခဲ့မယူလာခဲ့ရင်ငါတင်ပုံနဲ့နင်တို့ကိုထုပစ်လိုက်မယ်လို့ထပ်ပြီးဟိတ်ဟောက်ပြန်တယ်လူတွေကပြားရည်ကိုထပ်ပြီးအပြေးလွှာရှာဖွေပေမဲ့ဘယ်မှရှာလို့မရဘူးတဲ့ကွယ်အဲ့ဒီအချိန်မှာမိန်းကလေးတယောက်ကပြားရည်ရှိတဲ့နေရာကိုကျမသိတယ်လို့ပြောပြီးရွာသားအချို့ကိုတောထဲကပြားအောင်ရှိတဲ့နေရာကိုခေါ်ဆောင်သွားတယ်သူတို့ဟာပြားအောင်ကိုတေးသေးချာချာခွာပြီးဘလူးကြီးစီကိုယူခဲ့ကြတာပေါ့ကွယ်ဘလူးကြီးစီလည်းရောက်ရောဒီမှာမင်းအတွက်ပြားရည်ရပြီလို့ရွာသားတွေကပြောတယ်ဘလူးကြီးကဒါပြားရည်မှမဟုတ်ပဲလို့ပြောပြီးသူ့တင်ပုတ်ကြီးနဲ့ပြားအောင်ကိုထုပစ်လိုက်တယ်အဲ့ဒီအခါမှာပြားအောင်တွေကပြားတွေထွက်လာပြီးဘလူးကြီးစီကိုပြန်လာကြတယ်ဘလူးကြီးကလည်းထွက်ပြေးတာပေါ့ပြားတွေကလည်းဘလူးကြီးနောက်ကိုလိုက်ပြီးတုတ်ကြတာပေါ့ကွယ်အဲ့ဒီအချိန်ကစားပြီးဘလူးကြီးကိုရွာမှာနောက်ထပ်ဘယ်တော့မှမတွေ့ကြရတော့ဘူးတဲ့ကွယ်ဒီနေ့ပုံမြင်လေးကတော့ဒါပါပဲကွယ်